ပြန်ဇွန်လ4ရက်နေ့မှာကိုယ့်ရဲ့အိမ်ရှိမှာအမွှေးတိုင်3နိုင်ထွန်းလိုက်တာနဲ့ကိုယ့်စီကိုငွေတွေဟာရှန်အောင်ဝင်လာပါလိမ့်မယ်ခင်ဗျပတ်စံအိမ်မဆက်နဲ့ထိကိုယ့်ရဲ့အိမ်ထဲမှာထားစရာနေရာမရှိတော့တဲ့အထိဒီရက်ပိုင်းလာပိုင်းမှာကိုကြီးကြီးမားမားအစုလိုက်ပုံလိုက်ငွေတွေဝင်လာပါလိမ့်မယ်တထေးကန်ထတယ်လို့ခေါ်တယ်ဗျတထေးကန်ထဖို့အတွက်မနှက်ပြန်ဥဒရာတန်နက်ခတ်နဲ့စန်းရှင်နဲ့ဂျာတာပရိနေနေကောင်းနေမြတ်ဇွန်4ရက်နေ့အိမ်ရှိမှာအမွှေးတိုင်ထွန်းရွတ်ရမယ့်မန်နန်ဟာအောင်တုလာပန်အေဟီကက်ဆိုပြီးတော့9ခေါက်ရွတ်လိုက်ကျင်းတွေပါငွေတွေဝင်ပြီးတော့ထားစရာနေရာမရှိတော့တဲ့အထိပေါ်များကျွယ်ဝကဓလာပါနဲ့ပတ်သက်တဲ့ကန်ဒီအရန်ထွန်းတောက်ပြီးတော့ဇာတာဆန်းလက်အင်တန်မြင့်မြတ်ပြီးတော့လိုရာဆန္ဒလုံးတို့ကပြေဝကြပါလိမ့်မယ်နက်ခတ်အရာဆိုဥဒရာတနက်ခတ်အောင်နိုင်သူနက်ခတ်မင်္ဂလာရှိသောနက်ခတ်နဲ့ဆန်းရှင်နဲ့ဂုရုနေဇာတာပရိနေနေကောင်းနေရဲ့ခြေကတမ်းမြဇွန်4ရက်နေ့အမွှေးတိုင်ထွန်းမယ်ကိုယ့်ရဲ့အိမ်ဘက်ချလဲမှာအမိုက်တိုက်တွေရှိရဆိုရှင်းမယ်မျက်နှာစာမှာငွေဝင်လန်းချောင်းဖွင့်တယ်ခေါ်တယ်မျက်နှာစာမှာအမိုက်တွေရှိရင်ရှင်းတယ်ပြစီပါလှဲ့မရှိလဲပြစီပါရှောက်လဲပြသဲတွေဖုန်တွေလဲထုတ်ပြအမိုက်တိုက်တွေကုန်ရှင်းပြအမွှေးတိုင်ထွန်းပြီးတော့လိုရာစုတာခုနမန်နန်ကို9ခေါက်ရွတ်ကျင်းတွေပေါကိုထံများပြားလာစွာသောငွေကြေးချတာဒုက္ခတွေရောက်ရှိလာမယ်နော်